ဒီနေ့မေလ16ရက်နေ့အတွက်မိုးလေဝသသတင်းကိုကြည့်လိုက်ရအောင်ပါနိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းကပြည်သူတွေအတွက်တော့သတင်းကောင်းပါပဲစကိုင်းအောက်ပိုင်းမန္တလေးအထက်ပိုင်းမကွေးနေပြည်တော်ချင်းနဲ့ရှမ်းမြောက်ပိုင်းတို့မှာနေသားချင်းပိုများလာပါပြီညနေပိုင်းလောက်မှသာနေရာကွက်ကြားမိုးနည်းနည်းရွာနိုင်ချေရှိပါတယ်ဒါပေမဲ့အောက်ပိုင်းနဲ့မြစ်ဝါကျွန်းပေါ်ဒေသတွေကတော့တတိထားရပါအောင်မယ်ရန်ကုန်၊အေရဝတီ၊ပဲခူးအရှေ့ပိုင်းမွန်၊ကရင်တနင်္သာရီနဲ့ရှမ်းတောင်ပိုင်းတို့မှာမိုးတိမ်တောင်တွေထူထပ်နေပါတယ်အဲ့ဒီနေရာတွေမှာနေရာအနှံ့မိုးဆက်များနေမှာဖြစ်ပြီးနောက်2ရက်အထိကိုမိုးဆက်တိုက်ရွာနိုင်ပါသေးတယ်မုန်တိုင်းသတင်းအနေနဲ့ဘင်္ဂလားပင်လယ်အော်ကလေဖိအားနည်းရပ်ဝန်းကအိန္ဒိယဘက်ကိုဝင်သွားပါပြီ။ဒါပေမဲ့စိတ်မချရသေးပါဘူး။လာမယ့်မေလ18ရက်နဲ့19ရက်နေ့တွေမှာကက်ပလီပင်လယ်ပြင်ကနေမုတ်တုံလေကိုဆွဲတင်လာမဲ့လေထုမငြိမ်သက်မှုတစ်ခုဖြစ်ပေါ်လာနိုင်လို့ကြိုတင်သတိပြုကြဖို့လိုအပ်ပါတယ်ခရီးသွားဖို့ရှိတဲ့သူတွေနဲ့အပြင်ထွက်မဲ့သူတွေကြိုတင်ပြင်ဆင်နိုင်အောင်ကိုယ့်ဒေတာယာတီဥတုအခြေအနေလေးကိုကွန်မန့်မှာရေးပေးခဲ့ပါအောင်။တငယ်ချင်းတွေသိရအောင်လဲဒီဗီဒီယိုလေးကို share ပေးသွားကြပါနော်။